Hello 皆さんこんにちはဒီနေ့ကတော့ဒီရှော့ကုရင်အေးစေးနဲ့ပတ်သက်ပြီးတော့စာပိုင်လေးကိုဖတ်ပြမှာဖြစ်ပါတယ်ရှော့ကုရင်အေးစေးဆိုတာစားတောက်ကုန်နဲ့ပတ်သက်ပြီးတော့ကျမ်းမာရေးပေါ့နော်အေးစေးတို့ကအင်နိုချီစိတ်မေးကိုမမိုးရုခိုတိုဒက်အေးစေးဒီကျမ်းမာရေးဆိုတာကအင်နိုချီအသက်ကိုမမိုးရုဆိုတာကျတော့ကောက်ွယ်တဲ့ကိစ္စပဲဖြစ်ပါတယ်တဲ့ရှော့ကုရင်အေးစေးတို့ကစားတောက်ကုန်နဲ့ပတ်သက်ပြီးတော့ကျမ်းမာရေးဆိုတာရှော့ကုရင်အစားတောက်တွေကိုထားပဲတဲ့ဆိုပြီးတော့ထားပဲတဲ့စားပြီးတော့ပေါ့နော်ဟိတုကပြောခိနိနာရာနိုင်ခိုတိုလူရတူလို့ရှိရင်ဒီနေမကောင်းမဖြစ်တဲ့ကိစ္စခေတ်ကိုရှိနိုင်ကိုတိုဒက်ဒဏ်ရာမရရှိတဲ့ကိစ္စတွေဖြစ်တဲ့ထားပဲတဲ့ဟိတုကစားတောက်လိုက်တဲ့လူတွေကဆိုလို့ရှိရင်ပြောခိနိနတ်တာလေးခေတ်ကိုရှိနိုင်ယောနိဒီယောဂမဖြစ်ဖို့ဒီခေတ်ကဒဏ်ရာတွေမရရှိဖို့ရန်အတွက်ရှော့ကုစားတောက်ကုန်တွေကိုစုခုရုစုခုပြုလုပ်တယ်ပေါ့နော်ခန်းလီစုလို့ဆိုထိမ့်သိမ်းစောက်ရှောက်တယ်ထိမ့်သိမ်းစီမံတဲ့ခို့တော်ကကိစ္စတွေကိုလေရှော့ကုရင်ဆဲဆိုစားတောက်ကုန်ထုတ်ဖို့မှုရဲ့အေးစေခန်းလီတက်ဒီကျမကြီးနဲ့ပတ်သက်ပြီးတော့စီမံခန့်ခွဲမှုလို့ခေါ်တယ်ဖြစ်စီမံခန့်ခွဲမှုဖြစ်တယ်ရှော့ကုရင်တော့အေးစေခန်းလီစားတောက်ကုန်နဲ့ပတ်သက်ပြီးတော့ဒီကျမကြီးစီမံခန့်ခွဲမှုစောင့်ရှောက်မှုဆိုလို့ရှိရင်ဂျူးပွန်တဲဝါနိုင်အလုံလောက်မရှိတဲ့ဒီရှော့ကုရင်စားတောက်ကုန်တွေအန်ဇန်ဒေဝနိုင်ရှော့ကုရင်ယုံကြည်စိတ်ချလို့မရတဲ့ဘေးရည်မကင်းတဲ့ဒီစားတောက်ကုန်တွေကိုတဲ့ထပ်ပဲတဟိတူကစားလိုက်တဲ့လူတွေကဆိုလို့ရှိရင်ပြောခိနိနတ်တာလိဒီနေမကောင်းဖြစ်တာတို့ခေတ်ကိုရှိမဲ့တန်းရာတွေရရှိရဖြစ်တဲ့ရှော့ကုဆုနိုရှော့ကုဟင်းကိုစကုတခိုင်ရှာဝအဲ့ဒီလူမျိုးစားတောက်ကုန်ပစ္စည်းတွေကိုထုတ်လုပ်တဲ့ခိုင်ရှာဝကုမ္ပဏီတွေကလည်းပဲရှင်းရောဟိုနောက်ခုရှိမဲ့ယုံကြည်မှုတွေလည်းမရှိတော့ဘူးပေါ့နော်